လူဖီနဲ့ချိုပါကဓာခုတ်ကောင်တွေလိုက်ပိုင်းတာခံနေရတော့စောင့်ငက်ကအဲ့ဒါကိုအပင်မော်ကနေအရသာခံကြည့်ရှုနေပြီးပိုးကောင်တွေကိုထိန်းချုပ်ခိုင်းစေနေရကလည်းသူ့ပဲဖြစ်တဲ့အပြင်တခြားဘက်ကစောင့်ငက်တွေကလည်းအမျိုးမျိုးအဖုံဖုံနှိမ့်ဆက်နေကြတာဖြစ်ပါတယ်ဆိုလိုလေသူစီလာသမျှကောင်တွေအကုန်တမနေရလို့စိတ်မရှိတော့ပြီမြဲသူနဲ့ရော်ဘင်နာမှာတော့ငှက်ကိုမတွေ့ရပဲတခြားသူတွေဘက်မှာသာတကယ်စောင့်ငက်တွေကဒုက္ခကို package အလိုက်ပေးနေကြတာဖြစ်ပါတယ်အဖိုးစိန်ကောင်တို့စာရုံးမာတာမဟာမိတ်အဖွဲ့ကဘယ်လမီပင်လယ်သမျှငယ်သားတွေလောက်တော့မမှုပဲရင်ဆိုင်တီးထုံနိုင်နေဆိုပေမဲ့55မီလီယံနဲ့ဘယ်လမီရဲ့ separate လက်သီးတွေကိုတော့မရှင်းနိုင်ကြပဲပြင်းထန်တဲ့တွန်းကန်အားကိုသုံးပြီးရွှေ့ရှားတာမို့ Going America ကပါခေါင်းပိုင်းပြတ်သွားခဲ့ပါတယ်ဘယ်လမီကဘာနဲ့နိုမီ spin fruit spring အသီးကိုစားထားတာမို့လို့ cricket တို့လည်းကြာကြာတောက်မခံနိုင်ပဲသူတို့ပင်ပင်မမန်းရှာထားတဲ့ရွှေတွေကိုမပေးလိုက်ချင်ပေမဲ့အင်အားချင်းကမှများလို့ cricket ကိုကာကွယ်ဖို့ကြိုးစားခဲ့တဲ့ညီကို2ယောက်လုံးမတရားသဖြင့်အဆုံးသတ်ခံလိုက်ရပါတယ်နိုလန်ဂျင်းထဲခဲ့တဲ့ရွှေမျိုးတော်ကိုတောက်ယူတွေပဲဂျုံမဲ့အပြင်ပင်လယ်သမားတွေအိမ်မက်နောက်လိုက်တဲ့ခက်ကမရှိတော့ဘူးလို့ဘယ်လမီကပြောပေမဲ့ခရစ်ကတ်ကတော့အိမ်မက်တွေကိုရင်ဆိုင်ဖို့တတ်တိမရှိရဲ့ငချွတ်လေးကပင်လယ်သမားတွေအကြောင်းပြောဖို့အဆင်မရှိဘူးလို့ပြန်ပြောလိုက်ပါတယ်တော်ထဲမှာလေရော်ဘင်နဲ့ဆိုရိုကငှက်ကိုမတွေ့ကြပေမဲ့တခြားသူတွေကတော့အငှက်ကြောင့်ပဲတစ်ချိန်လုံးပတ်ပြေးနေကြရတာဖြစ်လို့စောင့်ငှက်လေသူ့ကိုမဖမ်းနိုင်မှုအထင်နဲ့ဖီးတက်နေတော့လက်နှစ်ဖက်ပေါက်လာပြီးတခါလေပြစ်ချခံလိုက်ရပါတယ်အစတွေကရော်ဘင်ရှိမှသာပေါ်လာရင်အဲ့လောက်ပင်ပန်းကြမှာမဟုတ်ပဲသူတို့လည်းပြန်ရောက်ရောအဖိုးစိန်ကောင်တို့3ယောက်လုံးလဲနေကြတဲ့အပြင်ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးနေရကိုမြင်လိုက်ကြရပါတယ်အဖိုးစိန်ကောင်တစ်ဖြစ်လေခရစ်ကတ်ကတင်မောကိုသူ့မကာကွယ်ပေးနိုင်ခဲ့ပေမဲ့နေမထွက်ခင်ပြန်လဲပြင်ဆင်ဖို့တော့အချိန်ရပါသေးရဲ့လို့ဇက်တိုက်ပြောနေပြီးလူဖီကတော့အဲ့ဒါထက်ဘဲကောင်လှုပ်သွားတယ်လေလို့ပဲမေးလိုက်ပါတယ်အိမ်ထဲကရွှေတွေအားလုံးမရှိတော့တာကိုလည်းတိလိုက်ကြရပြီးအဖိုးစိန်ကောင်ကတော့အဲ့ဒီပစ္စည်းတွေကိုအရေးဆိုင်စီရမလို့ပဲလူဖီတို့ခရီးဆက်ဖို့ကပို့အရေးကြီးတဲ့အတွက်ကောင်းကင်ကျွန်းစီရအောင်သူကျင်းနေပို့ပေးမယ်လို့ပြောနေပေမဲ့10နှစ်လုံးလုံးသူ့ရဲ့အသက်နဲ့ရင်ပြီးရင်ငုပ်ရှာဖွေထားတဲ့အရာတွေမှသိနေလို့အားလုံးကခရစ်ကတ်အတွက်မကြေမနက်ဖြစ်နေကြတော့ဆိုရိုကအနားနိုင်ရမှာရေးဆွဲထားတဲ့ဘယ်လမီပင်လယ်သမားတင်ငေတာကိုပြလိုက်ပါတယ်ပြီးရင်တော့အကူညီလိုသေးလားလို့မေးလိုက်ပြီးမြဲလူဖီကတော့သူတယောက်ပဲဖြည့်ရှင်းလို့ရတဲ့အကြောင်းနဲ့ကန်ယိုတဲ့လမ်းအတိုင်းပြေးသွားရင်လေမြို့ကိုကြံတဲ့အချိန်3နာရီအတွင်းရောက်မရောက်မေးလိုက်ပါတယ်ခရစ်ကတ်ကလည်းဘယ်လမီကအန်ရများလို့တားပြီးမြဲဇီရိုကတော့သူတို့ကပတိန်ကိုတားချင်ဗစက်နဲ့တော့မရပဲဒီဓာတ်နဲ့တားဖို့ဝင်ပြောလိုက်ပြီးလူဖီလည်းသူ့မနဲ့မိုးလင်းအမိပြန်လာခဲ့မယ်လို့ပြောသားရပါတယ်အဲ့အချိန်မော့တောင်မျိုးဝရမ်းစာအစ်စ်တွေရောက်လာပြီဖြစ်လို့ဘယ်လမီရဲ့တပည့်တယောက်ကမူးမူးနဲ့ကောက်ကြည့်ရင်100မီလီယံနဲ့မန်ဂီတီလူဖီနဲ့60မီလီယံနဲ့ရိုရိုနိုဝါဆိုတို့ကိုမြင်လိုက်ရတဲ့အတွက်သူတောက်တာများသွားပြီလို့ထင်လိုက်ပြီးမြဲအမြင်မှားတာဟုတ်မနေပဲသူတို့အနိုင်ကျင့်လိုက်တဲ့နှစ်ကောင်လုံးကဘယ်လမီထက်အလိုရှိပေါင်ကြီးများနေတာကိုသိလိုက်ရပါတယ်ကောင်းကင်ကျွန်းကိုသွားဖို့အချိန်3နာရီပဲကြံတော့ပေမဲ့အဲ့ရွှေတွေကိုအဖိုးစိန်ကောင်ဘလောက်ခက်ခဲနဲ့စူးစမ်းရှာဖွေခဲ့ရလဲဆိုတာသိရဲ့လူဖီကတော့ဒေါသအလိမ့်လိုက်ထွက်နေပြီးဘောင်နီပိုစတာတွေ့သွားတဲ့တပည့်တယောက်ကလည်းသူရလာတဲ့သတင်းကိုအသေးအတန်သွားပြောပြရင်းနဲ့ဘယ်လမီအတွက်အန်ရရှိနေပြီမို့အမြန်ဆုံးသွားပုံးနေဖို့ပါသတိပေးလိုက်ပါတယ်ပြီးရင်တော့လူဖီနဲ့ဆိုရိုရဲ့ပိုစတာတွေကိုပြလိုက်တော့တဆိုင်လုံးခဏလောက်စွန့်ရသွားကြပြီးစုကြေး100မီလီယံထုတ်ခံထားရတဲ့သူကိုလက်တွေ့မှာမမြင်ဘူးခဲ့ကြတဲ့အပြင်အဲ့ကောင်ကသူတို့အနိုင်ကျင့်လိုက်တဲ့သူကဖြစ်နေလို့ခေါင်းမီတက်ကုန်ကြပြင်မဲ့ဘယ်လမီကတော့အဲ့လိုပြောညံ့တဲ့ကောင်တွေဒီလောက်တန်ကြီးရှိရမှာဖြစ်နိုင်မယ်ဒီဘက်ခင်မှာနာမည်ကြီးချင်းလို့ကိုယ့်ရဲ့ဘောင်ဒီပိုစတာကိုအတုလုပ်တဲ့ကောင်တွေအများကြီးရှိတဲ့အတွက်အဲ့လိုငချွတ်လေးတွေကိုကြောက်နေစရာမလိုတဲ့အကြောင်းပြပြလိုက်မှစိတ်အေးသွားကြတော့မယ်ဆိုင်အပြင်ကလူဖီရဲ့အတန်ကိုကြားလိုက်ရပါတယ်မကြောက်မလန့်ဆိုင်မြင်ထွက်သွားတော့လူဖီကအဖိုးစိန်ကောင်းရဲ့ရွှေတွေပြန်ပေးဖို့တောင်းမိမယ်ဘယ်လမီကတော့သူကပင်လယ်သမားတယောက်အနေနဲ့လူယူခဲ့တာမလို့သူ့လိုပင်လယ်သမားပဲဖြစ်တဲ့လူဖီကဒီအတိုင်းတော့ပြန်တောင်းလို့မရတဲ့အကြောင်းရှာသွားရှိလိုက်တဲ့အတွက်လူဖီလည်းအဲ့ဒါဆိုရင်ပင်လယ်သမားဆန်ဆန်ပြင်းပြီးပြန်ယူမယ်လို့ပြောလိုက်ပါတယ်ဘယ်လမီကတော့သူ့တခါအနိုင်ကျင့်ခဲ့တဲ့တာမန်ငကြောက်လေးထင်လို့လက်သီးကိုဘလို့ထိုးရမလဲဆိုတာတော့သိရလားလို့ခနဲ့လိုက်ပြီးသူ့တပည့်တွေကလည်းလူဖီရဲ့ပိုစတာသာအစ်စ်ဖြစ်နေခဲ့ရင်ဆိုပြီးတွေးပုနေပေမဲ့တစ်ဆက်လေးမှကြောက်စရာမကောင်းတဲ့လူဖီရဲ့ပုံစံကြောင့်လည်းအထင်သေးနေကြတာဖြစ်ပါတယ်အဲ့ဒါအပြင်ဘယ်လမီရဲ့တက်ကွက်တွေကိုပြန်မချပဲရှောင်နေတဲ့လူဖီကိုမြင်တော့လက်စမရှိပဲအပြောကြီးရဲ့အပလာချတိတ်လေးလို့ထင်သွားကြပြီးဘယ်လမီကလည်းလူဖီလုံးနိုင်တာဆိုလို့မဖြစ်နိုင်တဲ့အိမ်မက်တွေကိုစိတ်ကူးရင်တာပဲရှိရဲ့အကြောင်းထပ်ပြီးအားချောင်းလိုက်ပါတယ်ဘယ်လမီကသူ့အသာစီးရနေရလို့ထင်တဲ့တိုက်ပွဲမှာစပရင်ဟိုပါခုံထွက်ချင်းဆိုတဲ့အချိန်မြင့်တွန်းကန်တိုက်ပွဲကိုပြင်ဆင်လိုက်ပြီးခရစ်ကတ်တို့3ယောက်နဲ့လူဖီကလွန်ခဲ့တဲ့နှစ်400ကလူလိန်တယောက်ပောက်ကရပြောခဲ့တဲ့ပုံပြင်ကိုယုံကြည်နေတဲ့တောက်ဘောတွေဖြစ်တဲ့အကြောင်းမှာထပ်ဆော်ကားလိုက်တော့လူဖီလည်းသူ့ကိုလက်သီးဘလို့ထိုးရမလဲဆိုတာသိလားလို့ဘယ်လမီမေးခဲ့တဲ့စကားကိုလက်တွေ့ပြပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးရင်တော့သူ့စီအချိန်နဲ့ဝင်လာတဲ့ဘယ်လမီရဲ့မျက်ခွက်တက်တဲ့ကိုတစ်ချက်လောက်ခောက်ထည့်လိုက်တော့လူဖီလက်တီးပြေးမပြေးငထင်ရချမ်းရကြီးကိုကြည့်ုံနဲ့သိနိုင်ပြီးသူ့တပည့်တွေလည်းမျက်စိရှိရင်တစ်ချက်တည်းနဲ့ပွဲပြီးသွားတဲ့အတွက်ဘယ်လမီနောက်နေရထင်သွားကြပေမဲ့55မီလီယံနဲ့ကောင်ကြီးကလှုပ်တော့မလှုပ်တော့တာကြောင့်ကောက်ရိုးအထုပ်လူဖီဆိုတာသွားမရှုပ်တဲ့သူမှန်သဘောပေါက်သွားကြပါတယ်စိတ်ကမ်းမှာတော့ရေအောက်ရှာဖွေရေးပင်လယ်သမားတွေနဲ့ကောက်ရိုးအထုပ်အဖွဲ့သားတွေကဂွေးမယ်ရီကိုတက်ညီလက်ညီပြင်ဆင်ပေးနေကြပြီးနာမီကလည်းဘယ်လမီတို့အုပ်စုဝိုင်းရတဲ့အထက်မှာဆိုရိုပါရဲ့တာနဲ့အခွင့်အရေးရှိတော့ဘာလို့အတူတူလိုက်သွားပြီးမစော်ရလဲလို့မေးတော့အဲ့ကောင်တွေနဲ့ရန်ဖြစ်နေလို့လည်းအကျိုးမရှိပဲသူတို့လမ်းမှာလာပိတ်နေရလဲမဟုတ်လို့စိတ်ထဲတော့မထားတဲ့အကြောင်းဆိုရိုလည်းပြန်ပြောလိုက်ပါတယ်လူဖီကအဖိုးစိန်ကောင်းရဲ့ရွှေတွေပြန်ရသွားလို့ပြောနေပေမဲ့မပြောနိုင်တဲ့စာကိတ်ကမချင်မနှက်နဲ့မင်းဖယ်ကိုသွားမှလဲငါနဲ့လာချစမ်းပြောနေလို့လူဖီလည်းလက်သီးကိုပဲပြလိုက်ရင်းနဲ့ကောင်းကင်မော်သွားမှလို့ပြောခဲ့လိုက်ပါတယ်ဝါလောက်ခရကိုတိုင်းကိုလူဖီကဒင်းခဲ့တဲ့အပြင်တစ်ချိန်ကမိုင်းကန်သူနဲ့ရင်ဆိုင်ခဲ့တဲ့တက်သစ်ဆဓာသမားလေးရိုရိုနိုဝါဆိုရိုတို့ရဲ့အဆင့်တက်လာတဲ့ပိုစတာကြောင့်မီယော့ကလည်းသဘောကျနေပြီး Mary Joyce လို့ခေါ်တဲ့မြင့်မြတ်နယ်မြေမှာလည်းကမ္ဘာအစိုးရရဲ့အာဏာပိုင်အကြီးအကဲ9ယောက်ကဆန်နီပင်လယ်သမားနဲ့ White Beard တို့တွေ့ဆုံမယ်ဆိုတဲ့သတင်းအပြင်သူတို့ကမ္ဘာကိုထိမ့်မှတ်ပေးထားတဲ့အဓိကအာဏာကြီး3ခုကမောက်ကမမဖြစ်ရလေအောင်ခရကိုတိုင်းရဲ့နေရာကိုစက်ခိုင်မဲ့သူရှာဖို့ကိစ္စအကြောင်းမှာဆွေးနွေးနေကြတာဖြစ်ပါတယ်
အဲ့ကိစ္စကိုဖြစ်ရှင်းဖို့ဝါလော့ရဲ့အကုန်လုံးကိုစင့်ခေါ်ထားတဲ့အပြင်ခရိုကိုဒိုင်းကိုပြင်းခဲ့တဲ့မန်ကီတီလူဖီဆိုတဲ့ပင်လယ်တမပေါက်စလေးကလည်းမျက်ခုံးလုံးဆရာဖြစ်လာတဲ့အတွက်တိုင်မင်နေကြတော့ဘာတိုလိုမျိုးခုမာနဲ့ဒိုကီဟိုတယ်ဒိုဖလမင်ဂိုလို့ခေါ်တဲ့ရှီချီပူကိုင်းတစ်ဖြစ်လေဝါလော့နှစ်ယောက်ကရောက်လာကြပြီဖြစ်ပါတယ်အစည်းအဝေးကိုလာတဲ့ရေတပ်ဗိုလ်ကြီးတွေကအချင်းချင်းလေပင်ထညင်နေတဲ့အပြင်တမင်လောက်တာမဟုတ်ပဲတကူကူကထိန်းချုပ်ထားသလိုဖြစ်နေရကြောင်းဒိုဖလမင်ဂိုရဲ့လက်ချက်မဲ့တီးသွားပြီမဲ့မတွန်းလှန်နိုင်မဲ့ဖြစ်နေရုံအစိုးရရေတပ်ရဲ့တက်ချုပ်ကြီး Fleet Admiral စန်းကိုကူတဲ့ဗုဒ္ဓရောက်လာမှငြိမ်သက်သွားခဲ့ကြပါတယ်ဝါလော့ဆိုတာကလည်းပင်လယ်သမားတွေပဲမို့လို့ရေတပ်နဲ့တိတ်အစင်မကတ်တဲ့အတွက်ကြံတဲ့သူတွေကတော့အစည်းအဝေးကိုရောက်မလာကြပြီမဲ့တိမ်ငယ်မျက်လုံး Dragon Mi Hawk ကပါထူးထူးဆန်းဆန်းရောက်လာလို့အံ့ဩသွားတဲ့အပြင်အနားမှာလည်းသူတို့မခေါ်ထားတဲ့သူတယောက်ကိုမြင်လိုက်ကြပါတယ်သူ့နာမည်က Luffy လို့ခေါ်ပြီး West Blue ရဲ့နာမည်ကြီးရဲဌာနဝရမ်းမြေဖြစ်တဲ့အကြောင်းရေတပ်ဗိုလ်တယောက်ကသိနေရဲ့အပြင်ထို့သူကလည်းအခုလက်ရှိ Crocodile နေရာမှာစက်ခံမှုတင့်တော်တဲ့သူတယောက်ကိုအကြံလာပေးတာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်Rahel Shank လို့လိုက်တဲ့ Rockstar ဆိုတဲ့သူဟာ YB ရဲ့ပင်လယ်တမတင်မောပေါ်အကြောင်းကြားတာလာပေးပေမဲ့အခုမှနာမည်ထကြည့်လာတဲ့ဇပင်နီချတေလေးတယောက်ကဘလောက်အရေးကြီးဒီလိုစာလေးနဲ့တော့သူ့ကိုလာဆက်သွယ်လို့မရပဲသူနဲ့စကားပြောချင်ရင်အကောင်းစားအရက်နဲ့အတူလူကိုယ်တိုင်လာခဲ့လို့ YB ရဲ့ပင်လယ်တမခေါင်းဆောင် Edward Newgate လို့ခေါ်တဲ့ကမ္ဘာအတန်မာဆုံးလူသားနှက်ခမ်းမွေးဖြူအဖိုးကြီးကခက်ပြက်ပြက်ပဲပြောလို့လိုက်ပါတယ်အရွယ်အစားအရကြုံတာနဲ့လှမ်းထိုးရင်တော့မလွတ်နိုင်လို့ Rockstar လည်းအမိကုတ်ပြန်ခဲ့လိုက်ရပြီးသူ့တိတ်ခါကိုအစော်ကားခံလိုက်ရတယ်လို့ထင်သွားတဲ့ Bounty 65တန်းတဲ့လူတစ်လေးကသူ့ကပ်တင်ကိုအကြောင်းနှမ်းပြောပြတော့ရှန်ကလေးရင်းနေရင်းနဲ့ပဲတိတ်ခါထက်အသက်ကပို့အရေးကြီးရလို့ထင်ရင်တော့သွားမရှုပ်ပဲမြန်မြန်ပြန်လာခဲ့လို့ပြောပြလိုက်ပါတယ်ပြီးရင်တော့ရှန်က White Beard ကိုတော်တေးဖို့ဆုံးဖြတ်လိုက်တဲ့အတွက်အဲ့သတင်းကကမ္ဘာအစိုးရကြိုင်းငြိမ်နေမှာမဟုတ်ဘူးဆိုတာကိုသိပေမဲ့လည်းခေါင်းနဲ့ထက်မနေပဲချက်ချင်းရွှဲလွှင့်မှုပြင်ဆင်လိုက်ပါတယ်လက်ဖီကသူ့ဟာ Black Beard ရဲ့ပင်လယ်တမအဖွဲ့ဝင်ဖြစ်တဲ့အကြောင်းနဲ့သူတို့ကပတိန် Teach ကိုဝါလော့ရာတို့ပေးဖို့တောင်းဆိုနေအောင်မောက်တောင်းမြို့မှာတော့ Luffy နဲ့စုံခဲ့တဲ့လူထူးဆန်းက Bounty Poster အစ်စ်ကိုမြင်သွားခဲ့ပါတယ်။စာကစ်ကအာသွားချောင်းလို့မျက်နှာနဲ့ကြမ်းမြင်မိတ်ဆက်ပေးလိုက်ပြီးသူက100 မီလီယံတန်တဲ့ကောင်ကိုလိုက်ရှာနေတာဖြစ်လို့အခုတော့အမဲလိုက်ဖို့တားကောင်ရပြီလို့ပြောရင်သူ့အဖွဲ့သားတွေနဲ့အတူဒီမျိုးကထွက်ဖို့ပြင်ဆင်လိုက်ကြပါတယ်။သူတို့အဖွဲ့က Marine ခေါင်းဆောင်တဲ့ဝါလော့တွေရဲ့အစည်းအဝေးကိုတော့ဆိုလိုသွားရှုပ်ရတဲ့ Demon Sheriff Luffy ဆရာဝန်ဖြစ်သူ Death God တင်မင်းတောက်ကျူလက်ဖြောက်စနိုက်ပါသမား Supersonic Van Hawk ပဲထိန်သမား Champion Jesus Vargas နဲ့ကပတိန်ဖြစ်သူမုတ်စိတ်မဲ့ Black Beard Marshall D. Teach တို့ဖြစ်နေကြပါတယ်။